မင်္ဂလာပါရှင်ဒီနေ့ကတော့နန်းခင်တို့ရေပြအန်းနေပြန်လာဖြစ်ပါတယ်ရေပြအန်းနေပြန်တော့ဘိုက်တွေအရန်စာနဲ့နန်းခင်တို့ခိုလန်နဲ့နမ်ဆန်ကြားမှာရှိတသားစားတော့ဆိုင်ရောက်နေပါတယ်အော်ဒီတသားစားတော့ဆိုင်ထူးခြားချက်ကဘာလဲဆိုတော့ဟင်းတစ်မျိုးမာလိုက်တာနဲ့ဒီလိုမျိုးအမဲဟင်းကိုစားခြင်းစပွဲလေးကိုခင်းထားပေးတာဖြစ်ပါတယ်အော်ဒီဆိုင်ကလည်းအရင်တတပြီးတော့စားလို့ကောင်းမဲ့ပုံပဲပေါ့နော်အော်တပွဲကိုသူက8000ပဲပြီးနောက်လိုက်ပွဲတော့2000ပဲလို့ပြောရပေါ့နော်ကဲစားကြည့်ရအောင်အော်နန်းခင်ကြိုက်တာဒီမှာနှုတ်ခဲလေးကိုစိတ်ဝင်စားတယ်ပြီးကြရင်ဒီမှာခါကျတော့ဒီမှာပဲတောင်ရှည်တုပ်ကလေးလည်းစိတ်ဝင်စားတယ်ဘာလို့လဲဆိုတော့နန်းခင်တို့ငငယ်တုန်းကဆိုပဲတောင်ရှည်တုပ်ကိုဟင်းဖြစ်တာပေါ့နော်အော်ဒီနေ့မှာတော့ဘိုက်ကအရန်စားပြီမဲ့သူ့အမဲဟင်းကများတဲ့အတွက်ကြောင့်ထမင်းမစားဘဲနဲ့သူ့ရဲ့အမဲဟင်းလေးနဲ့အသားဟင်းလေးစားမှဖြစ်ပါတယ်နောက်ဖဲနီမီပုတ်တုပ်လေးရောင်မှုကိုရုပ်လေးနဲ့ကြော်ထားပါဒီမှာတော့စိတ်သားနဲ့လက်ဖက်ပေါ့နော်ဘီယာတွေအရက်တွေတောက်တဲ့သူတွေအမြင့်ကောင်းပေါ့နော်ဒါပေမဲ့ထမင်းနဲ့စားလို့ရအောင်တခြားလုပ်ထားပေးတာဖြစ်ပါတယ်ဖဲနီမီပုတ်ဆိုတဲ့အတိုင်းစီလည်းမများဘူးနူးအိပဲလက်ဆက်တာပေါ့နော်ဒီဘက်မှာအသီးရွက်တွေပေါ်တော့ကောင်းလိုက်တာရန်ကောင်းလက်ဖက်နဲ့စိတ်သားနဲ့ရုပ်ကြီးနဲ့အဆက်ဟက်တဲ့ပဲဆက်လေရှောက်ရက်ကိုတုတ်ထားလိမ့်မည်နဲ့ရှောက်ရက်ကိုမြေပဲနဲ့ချက်တွန်နေနဲ့ငရုတ်သီးလေးနဲ့ပြီးတော့ခရမ်းစင်တွေနဲ့တုတ်ထားဖူးတုတ်လေးဒီဘက်ချမ်းမှာပဲရတယ်ရန်ကုန်မှာလည်းချောင်းစားလို့ရပါတယ်အဲ့လေးစားမယ်အခုလောလောဆယ်စားပြနေတာအရင်ဟင်းတွေပဲရှိသေးတယ်နော် main dish လာသေးအရင်ဟင်းတွေတောက်လျှောက်စားပြနေတာဖြစ်ပါတယ်အဲ့တော့ဟင်းတစ်မျိုးမှာနဲ့သူကအရင်ဟင်းတွေကိုအများကြီးစားရမှာပေါ့ဒီရှောက်ရက်တုတ်ကတော့တွေးလေကောင်းတာပေါ့ကျမိုက်အတွက်ကောင်းတာပေါ့ကောင်းတာမြေပဲရဲ့စိတ်မှုနဲ့ရုပ်သီးလေးနဲ့စိတ်တော့ဆက်တာပေါ့နော်တက်တော့စမ်းကောင်းလိုက်တာစက်သားကဗမာချက်ကိုတုံထားတာဒီဘက်မှာဆိုရင်စိတ်သားလေးဆိုလက်လက်ဆက်ဆက်ရတယ်သူဖုတ်ထားတာမင်းနဲ့ဒီယာနဲ့လိုက်တယ်အရက်နဲ့လိုက်တယ်နူးအိတော့စားလို့ကောင်းပါရဲ့အဲ့ဒါညံကြောက်ပုတ်လဲငါလည်းမငါစားလို့ကောင်းတယ်တမယာတီးလေးညစ်ပိုကောင်းတာပါနော်တိုက်စားလိုက်တက်တော့စနေတောက်လိုက်ဒီမှာနှုတ်ခဲချက်ကလေးလဲစားကြည့်မယ်နော်ဒီတသားစားတော့ဆိုင်ဟာဆိုရင်ခိုလန်နဲ့နမ်ဆန်ကြားမှာတည်ရှိတယ်အခုကနန်းခင်ကရေပြအိုင်ကနေပဲပြန်လာတော့ထမင်းစားဖြစ်ပါတယ်ဟောနန်းခင်นี่လေစားလာစားပြီးသွားပြီပေါ့နော်အဓိကကသူကလေအရသာလေးပြောရဆိုအိမ်ချက်ရတာလေးပေါ့နော်သူမှဆိုရင်အတုပ်တွေလည်းကောင်းတယ်ဒီနေ့စားလိုက်တာဆိုချက်သားကလာသားဟင်းလေးလည်းကောင်းတယ်ပြီးတော့နူးကြောက်ချက်လေးလည်းအရင်စားလို့ကောင်းတယ်ပေါ့နော်အဓိကကဒီလိုနေရာမှာနန်းခင်ရောက်တဲ့အခါမှာတဘာဝရဲ့အငွေသက်လေးတွေဒီမှာဆိုတစ်ပင်ပန်းမဲ့လေးတွေရှိရဲပြီးသူ့ရဲ့ဆိုင်လေးရဲ့ပုံစံလေးကအရန်ကောင်းတယ်ပြီးတော့စားတောက်တဲ့အခါမှာပေါ့နော်အိမ်ချက်ရတာတွေလည်းဖြစ်တယ်ဈေးလည်းတန်တယ်တန့်ရှင်းလက်ဆက်တဲ့အတွက်ကြောင့်မို့နခင်အနေနဲ့နောက်တစ်ခါပြန်လာစားမယ်ဆိုင်လေးဖြစ်ပါတယ်အဲ့တော့နမ်ဆန်လာလေတဲ့သူလည်းဒါရောစားတဲ့နဲ့ပြီးတော့ခိုလန်ဘက်ကိုသွားမယ်ရေးပြဘက်ကိုလည်းသွားမယ်ဆိုရင်လည်းနခင်အနေနဲ့ recommend ပေးချင်တဲ့ဆိုင်လေးဖြစ်ပါတယ်ရှင်